ဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘဝအတွက် brainstorming တစ်ခုလုပ်ကြည့်ကြပါမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာမကောင်းတဲ့ habit တွေရှိတယ်အဲ့ဒီ habit တွေကိုကျွန်တော်တို့မပြင်မဲထားမယ်ဆိုရင်နောက်9နှစ်မှာကျွန်တော်တို့ဘာတွေဖြစ်လာနိုင်မလဲတစ်ချိန်တည်းမှာပဲအဲ့ဒီမကောင်းတဲ့ habit တွေကိုပြင်လိုက်မယ်ဆိုရင်နောက်ထပ်9နှစ်မှာကျွန်တော်တို့ဘာတွေကိုရရှိမလဲဒီမေခွန်းနှစ်ခုကိုမေးကြည့်ပါဒီမေခွန်းနှစ်ခုရဲ့အဓိကရည်ရွယ်ချက်ကဆိုကြပါစို့မိတ်ဆွေကကော်ဖီကြိုက်တဲ့လူတစ်ယောက်ဖြစ်တယ်တစ်ချိန်တည်းမှာပဲတစ်နေ့ကိုကော်ဖီ3ခွက်မေးပြီးဒါမှမဟုတ်ကျွန်တော်တို့4ခွက်အထိတောက်တယ်ဆိုကြပါစို့ဒါဆိုရင်အဲ့ဒီလိုတစ်နေ့ကို4ခွက်5ခွက်တောက်ရင်းနဲ့9နှစ်တာကာလတစ်ခုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့အတွက်ကျန်းမာရေးဆိုင်ရာဘာဆိုးကျိုးတွေရှိနိုင်မလဲတစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ကော်ဖီတောက်တဲ့အကျင့်ကိုဒီနေ့ကစပြီးဖြတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့နောက်9နှစ်မှာကျန်းမာရေးကော်ဖီနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုးကျိုးတွေဘာတွေမရရှိတော့ဘူးလဲဒီနှစ်ခုကိုသိခြင်းအပြင်မိတ်ဆွေရဲ့ဘဝမှာရှိနေတဲ့အကျင့်ဆိုးတွေကိုတိုင်းကိုမြင်သွားပြီးအဲ့ဒီအရာတွေကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့မိတ်ဆွေဒီဗီဒီယိုလေးရလဲမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်တစ်ချိန်တည်းမှာပဲနောက်ထပ်မျှဝေချင်တဲ့အကြောင်းအရာတွေရှိရင်လဲ comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye